မင်္ဂလာပါညီကိုတို့ဒီနေ့မြန်မာစံတော်ချိန်7:15မှာဖင်လန်နဲ့နယ်သာလန်တို့ရှေ့ပြိုင်ကစားကြမှာပါဖင်လန်ကနှစ်ပွဲကစားပြီး4မှတ်ရရှိထားပါတယ်နှစ်ပွဲလုံးအဝေးကွင်းတွေမှာဖြစ်ပြီးကမ္ဘာ့အဆင့်169မှာရှိတဲ့မော်တာကို1စီးနဲ့နိုင်ပြီးကမ္ဘာ့အဆင့်143မှာရှိတဲ့လူတူနီးယားကိုတူနဲ့တည်ရတာကစားနိုင်ခဲ့ပါတယ်ဖင်လန်ကပထမပိုင်းကိုတင်တက်တဲ့အသင်းဖြစ်ပြီးဒုတိယပိုင်းမှာကစားကြတဲ့ပြီးကိုတင်ထားနိုင်ခြင်းမရှိပါဘူးဖင်လန်ကစပီးကနေကိုတင်တက်ပြီးဗန်နိုက်ဦးဆောင်မဲ့နယ်သာလန်ကန်စစ်ကိုထိုးပေါက်ရခက်ခဲမှဖြစ်ပြီးဒီပွဲမှာသူတို့ရဲ့အာဏာချက်လေးဖြစ်လာမှာဖြစ်ပါတယ်နယ်သာလန်ဟာသူတို့ရဲ့ပထမအဆုံးပွဲကိုအဝေးကွင်းမှာကစားရမှာဖြစ်ပြီးကမ္ဘာ့အဆင့်69မှာရှိတဲ့ဖင်လန်အသင်းကိုအဝေးကွင်းကနေဘော်ဒီ2.85 9ပေါင်3ပေါင်25ပေးတာတွေ့ရပါတယ်ဒီ9ပေါင်စီကဒီပွဲချိန်85မိနစ်အတွင်း2ဂိုးအထိရောက်နိုင်ပြီး2ဂိုးလည်းပို့ပြီးတော့ကိုတင်နိုင်ပါတယ်ဖင်လန်ကပထမပိုင်းမှာကိုတင်တက်ပြီးဒုတိယပိုင်းကနယ်သာလန်ရဲ့ဂိုးတွေရတဲ့မဲ့ပွဲတော်ပြောလို့ရပါတယ်ဖင်လန်ကတကိုးသွင်းရင်တော့နယ်သာလန်က3ဂိုးသွင်းနိုင်တဲ့အင်အားရှိပါတယ်နောက်ပြီးမနေ့ကရှင်းပြကစားကြတဲ့ကမ္ဘာအဆင့်8နေရာကပဂျီတန်အသင်းကနေပြီးတော့ကမ္ဘာအဆင့်60မှာရှိတဲ့မြောက်မစီနီဒိုနီယာကိုအဝေးကွင်းကနေဘော်ဒီ1.50ပဲပေးတာကြည့်ရင်ဒီနေ့ရဲ့နယ်သာလန်ကြီးကပြင်းပါတယ်နယ်သာလန်ကြီးအောင်ပွဲပွဲပါနယ်သာလန်ဘော်ဒီကိုကြိုက်ပါတယ်နောက်တဲ့တစ်ပွဲကမြန်မာစံတော်ချိန်ည9:00နာရီမှာ9:00ပွဲမှာရှိမယ်ကစားကြမယ်ဘော့စနီးယားနဲ့ဆမ်မာရီတို့ပွဲဖြစ်ပါတယ်ဆမ်မာရီဒီဂရုရဲ့အင်ဖီအသင်းဖြစ်ပြီးကမ္ဘာ့ဆင်210မှာရှိပါတယ်ဘော့စနီးယားကဩစတြေးလျအသင်းကို PR ပေးဖို့အမတ်တီရတဲ့ယူပြီးဂိုးတွေရတဲ့တင်ရမှာပါဒီပွဲမှာဘော့စနီးယားဘက်ကဘော်ဒီ4ပေါင်90 9ပေါင်4.10ပြတာတွေ့ရပါတယ်ဒီချင်းနဲ့မနေ့ကဝေးနဲ့လက်ချစ်စတိန်တို့ကန်နာပြီးကမ္ဘာ့ဆင်29ဝေးအသင်းဟာကမ္ဘာ့ဆင်205မှာရှိတဲ့လက်ချစ်စတိန်အသင်းကိုဘော်ဒီ4ပေါင်90ပေးတာပြီးကြေးမောင်သွားပါဘူးကမ္ဘာ့ဆင်90မှာရှိပြီးတဲ့ဘော့စနီးယားအသင်းက4ပေါင်90ပေးတာဘော့စနီးယားတို့ကိုပြစ်နိုင်မှာကြောက်ဖြစ်ပါတယ်ဘော့စနီးယားဘော်ဒီကိုကြိုက်ပါတယ်